များရဲ့မျောလင်းခြင်းများစွာနဲ့စောင်းစားတဲ့အချိန်များမှာကိုယ်နဲ့မထိုက်တန်ဖြစ်နေမှန်းကိုတော့ကြိုတင်ငါမစင်စားခဲ့မိဘူးရာတိုင်းမှာချို့တဲ့လုံးငယ်မှာတို့တင်ငါမသုံးသပ်ခဲ့မိဘူးအခုတော့မသူမမခံနိုင်တော့မှတကယ်ကိုသိချလုံးခဲ့ပြီကိုမချစ်တိုင်းသူနဲ့ဝေးတော့ရတော့ဆုံးမို့သက်သာဝေးလက်နေအောင်နိုင်တော့ဆုံးသောခင်မင်းမှုနဲ့